အားလုံးမင်္ဂလာပါကျွန်တော်အခုရောက်ရှိနေတာကတော့ငွေဆောင်ကမ်းခြေရဲ့ဒါတောင်ကရုံးဖြစ်ပါတယ်ပေါ့နော်ဒီနေရာလေးကခီးသွားတွေအရောက်ပေါက်နေတဲ့တိတ်မရောက်တဲ့နေရာလေးပေါ့နော်အရန်ဒီနေရာဓာတ်ပုံရိုက်လို့အရန်လှတဲ့နေရာလေးပေါ့နော်ဒါကမနက်ခင်းရာသီဥတုလေးပေါ့နော်မိုးပွားလေးတွေကျနေပါတယ်အခုချိန်ကတော့ဒါပေမဲ့တရာလေးလုံးဝအပန်းဖြေလို့ကောင်းတယ်ပေါ့နော်စိတ်လက်ကိုကြည်လင်စေတဲ့မြင်ကွင်းလေးဖြစ်ပါတယ်ငွေဆောင်ကမ်းခြေကိုလာရောက်လေပတ်ရှင်တဲ့မိတ်ဆွေတွေအနေနဲ့ငွေဆောင်ကမ်းခြေရဲ့ယာတီဥရုတွေငွေဆောင်ကမ်းခြေမှာလေလုပတ်လို့ကောင်းတဲ့နေရာတွေကိုကျွန်တော်အခုလိုလေးရိုက်ပြပေးသွားမှာဖြစ်ပါတယ်အခုမြင်တွေ့နေရတော့ငွေဆောင်ကမ်းခြေရဲ့ကျွန်တော်9လပိုင်း18ရက်နေ့ရဲ့ယာတီဥရုဖြစ်ပါတယ်ဒါကခရီးသွားတွေအရောက်ပေါက်နေတဲ့ဒါတောင်ကရုံးဖြစ်ပါတယ်ပေါ့နော်ဒီနားလေးကဓာတ်ပုံရိုက်လို့အရန်လှတဲ့နေရာလေးဒါရေတက်နေတဲ့နေရာအချိန်မြင်ကွင်းလေးပေါ့နော်ဒီနေရာတွေမှာခရီးသွားတွေကတိတ်မရောက်ဖြစ်ဘူးဒီနားတွေကျွန်တော်ဒေသခံတွေပဲဒီနေရာကိုရောက်တယ်ပေါ့နော်ဒါကဓာတ်ပုံရိုက်လို့အရန်လှတဲ့နေရာလေးပါနော်အရှိလေးတက်ပြီးတော့ဒီနေရာမှာအေးဆေးဆေးအပန်းဖြေအနားယူမယ်ဆိုလို့ရှိရင်လည်းအရန်စိတ်ကိုပေါ့ပါပြီးလန်းဆန်းစေတဲ့ဒါမြင်ကွင်းလေးပေါ့နော်ဒါအခုကျွန်တော်ဟိုးမှာတွေ့နေရတာကဟိုးမှာတွေ့နေရတွေ့လားအဲ့ဒါက BOB Hotel ပေါ့နော် BOB Hotel မှာဒါကခရီးသွားဧည့်သည် group အဖွဲ့တွေပေါ့နော်ဒါဂိမ်းဆော့နေတာပေါ့နော်ဒါဒီမနက်ခင်းကတော့ရေတက်နေတယ်အခုလိုရေတက်နေတဲ့အချိန်ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုးဘက်မှာဒီကနေတော့လှမ်းမတွေ့အောင်ချစ်သူများကျွန်းရှိတယ်အဲ့ကျွန်းတော့ရေတက်နေတော့ဖြတ်ကူးလို့မရဘူးပေါ့နော်ဟိုမှာတွေ့နေရတာကတော့တွေ့ရလားမသိလိတ်ကျွန်းဖြစ်ပါတယ်ပေါ့နော်ကျွန်း၃ကျွန်းကြီးစင်ဒီမှာလိတ်ကျွန်းသွားလို့ရတယ်ဟိုဘက်မှာတွေ့နေရတာကျွန်းရရှိပေါ့နော်လိတ်ကျွန်းရရှိငှက်ကျွန်းကြီးစင်တွေပေါ့နော်အခုကတော့မိုးရာသီစားတော့မှဖြစ်တဲ့အတွက်ကျွန်းကြီးစင်တွေကတော့လဲပတ်ဖို့အတွက်ဒါဒီရာသီမှာပြီးဆုံးသွားပါပြီပေါ့နော်ကျွန်တော်အခုရောက်ရှိနေတာကတော့ငွေဆောင်ကမ်းခြေရဲ့ဒါတောင်ကရုံးဖြစ်ပါတယ်ပေါ့နော်ဒီနေရာလေးကခီးသွားဧည့်သည်တွေအရောက်ပေါက်နေတဲ့နေရာလေးပေါ့နော်ဒီနေရာလေးမှာဓာတ်ပုံရိုက်လို့အရန်လှတယ်ကျွန်တော်တို့ကောင်းကောင်းအပန်းဖြေမဲ့စိတ်လက်ကိုလုံးဝကြည်လင်စေတဲ့နေရာလေးပေါ့နော်ဒီနေရာလေးကဒါခီးသွားရာသီဥတုရတယ်ဆိုရင်တော့ဒီလကုန်ထီကျွန်းခီးစဉ်တွေတွားလို့ရသေးတယ်ပေါ့နော်ငွေဆောင်ကမ်းခြေပါ